လိုက်တာလေးတွေလောကမှာမိန်းကလေးတယောက်အတွက်အလှဆုံးအရာကဘာလဲသိလားလှပတဲ့အဝတ်အစားနဲ့မျက်နှာလေးလားအမေအဲ့ဓာတွေကခဏတာပါသမီးရဲ့တကယ်တော့လှပတဲ့မျက်နှာထက်လှပတဲ့စိတ်ထားကသမီးကိုပိုတောက်ပစေမှာပါသမီးရဲ့အပြောဆိုအမူအရာကမြင်ရသူတိုင်းကိုအေးချမ်းစေတယ်ပြီးတော့ကိုချစ်တတ်ဖို့လည်းမမေ့နဲ့နော်အားလုံးထဲမှာအရေးကြီးဆုံးကတော့ပညာပဲသမီးရုပ်ရည်နဲ့ပစ္စည်းဥစ္စာဆိုတာပျောက်ပြတ်သွားနိုင်ပေမဲ့ပညာကသာအမြဲပါမဲ့အဖော်မွန်ဖြစ်တယ်ဆိုတာမမေ့နဲ့အသိပညာရှိတဲ့မိန်းကလေးတယောက်ဟာဘလို့အခက်အခါမျိုးမှမဆိုရဲရဲဝံ့ဝံ့ရက်တည်နိုင်တယ်လေ